Gemini နဲ့ကျွန်တော်တို့တရှင်းထုတ်မယ်ကျွန်တော်စာလေးတစ်ကြောင်းရေးပြီးတော့ကျွန်တော်တရှင်းထုတ်ပြပါမယ်ဒီလို Gemini မှာတော့ထုတ်လို့မရပါဘူးကျွန်တော် Chrome နဲ့ Gemini မှာထုတ်အောင်ဖြစ်ပါတယ်ဆိုတော့ Chrome နဲ့ကိုတွားမယ်ပြီးရင် Gemini လို့ရိုက်ရှာလိုက်ပါပြီးရင် Okay Gemini လို့ရိုက်ရှာပြီးရင်ဒီမှာ Google Gemini ဆိုတော့နှိပ်မယ်ဟောပြီးရင်ဒီမှာဝင်သွားပြီပေါ့နော်ဒီမှာအပေါင်းလေးကိုထပ်နှိပ်မယ်ဗျာ Sorry Okay အပေါင်းလေးကိုနှိပ်မယ်ကျွန်တော်တို့အပေါင်းလေးကိုရွေးပါမယ်အပေါင်းလေးကိုရွေးမယ်ဒီမှာ image ရှိမယ် music ရှိမယ်အခြားရှိမယ်ဆိုတော့ကျွန်တော်တို့ကတရှင်းထုတ်မှာဖြစ်တဲ့အတွက် music ကိုတွားမယ်music ကိုတွားရင်ဒီမှာကျွန်တော်တို့ရွေးရမယ် music အမျိုးအစားပေါ့နော် music type အမျိုးအစားကိုတစ်ခုရွေးလိုက်မယ်ဗျာဒီရဲ့ sound လေးကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာစာသားလေးမြန်မာလိုရေးမယ်အတေးခွဲတရှင်းထုတ်ပေးပါလို့ရေးလိုက်မယ်တရှင်းထုတ်ပေးပါsorry ပါအဲပို့လိုက်မယ်ဗျာနည်းနည်းလေးတော့စောင့်ရတယ်ဗျပြီးရင်ကျွန်တော်တို့မိနစ်30လောက်တော့ရတယ်စက္ကန့်30ပေါ့လေအဲ့လောက်တော့မိနစ်30ပေါ့ပြောရင်အဲ့လောက်ထိတော့တရှင်းထုတ်ပေးပါတယ်ပြီးကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တရှင်းတွေရောထုတ်ပေးလားဆိုတာတော့စမ်းတက်ကြည့်ပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်တန်စင်နဲ့ထုတ်ရှင်တယ်အဲ့လိုမျိုးရှင်လဲထုတ်လို့ရလားဆိုစမ်းတက်ကြည့်ပါကျွန်တော်တို့ဒီဟာပဲလုပ်ပြပါမယ်ဒါအလွယ်ဆုံးပါလုံးဝအရန်လွယ်ပါတယ်တခြားတွေထက်ဆိုင်အရန်မိုက်တယ်ဆိုတော့စမ်းကြည့်ကြပါပြီးရင်တရှင်းစီတာကိုကျွန်တော်တခါပြပြပါမယ်ဟိုမှာထွက်လာပြီပေါ့နော်ထွက်လာရင်ကျွန်တော်ဒါကိုနှိပ်လိုက်မယ်ဗျာနည်းနည်းလေးရောစောင့်ရရင်ကျွန်တော်တို့ဘက်က line မကောင်းလို့လေအဲ့တော့ကျွန်တော်တို့ဟိုဖြစ်သွားတယ်ဗျကျွန်တော်မြန်မာစကားမဟုတ်ဘဲနဲ့တခြားဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မြန်မာဆိုတော့ပြောင်းပေးပါပေါ့မြန်မာတရှင်းဖြစ်ပြောင်းပေးပါလို့ရေးလိုက်မယ်ဗျပြောင်းပါမြန်မာတရှင်းဖြစ်ပြောင်းပါလို့ရေးလိုက်မယ်ဟုတ်တယ်တချို့ဟာတွေတခြားနိုင်ငံကဘာသာစကားတွေထွက်လာတယ်တခါကြရင်ဆိုတော့ထွက်တာတော့ထွက်လာပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာသာစကားမတူတာလေးတော့ရှိပါတယ်မိနစ်30လောက်တော့ရတယ်နော်အားလုံးကမိနစ်30ပါပဲရတာတော့ Okay ဒီမှာရလာပြီဆိုတော့ဖွင့်ကြည့်မယ်ဆိုအရမိုက်တယ်เนาะဒါကျွန်တော်တို့ရန်ကုန်မြို့ရဲ့ဘယ်ကနေတော့တူတယ်ဗျအနောက်ကလေဆိုတော့ကျွန်တော်တို့အစိလိုက်မယ်ဗျဒီဗီဒီယိုစိမယ်ဆိုတော့ဒီနားအများလေးကိုနှိပ်လိုက်ရင်ပြီးရင်ဗီဒီယိုစိမှာလား MP3 ထုတ်မှာလားဆိုတာရွေးလို့ရတယ်ဆိုတော့ကျွန်တော်ဗီဒီယိုထုတ်မှာပြီးတော့ဗီဒီယိုကိုနှိပ်လိုက်မယ်Okay ဒါဆိုရင်ကျွန်တော်တို့ download လုပ်ပြီးတော့ gallery ကိုရောက်သွားပြီဆိုတော့ဒါ try ကြည့်ကြပါအားလုံးပဲအရန်လွယ်ပါတယ်ဒါအကိုတယောက်ကပြောပြထားပါဘောเนาะလုပ်ပြတာကိုကျွန်တော်ကပြန်ပြီးတော့ sharing လုပ်ပေးရဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်